အဖိုးဟဲကလက်နက်ဖန်တီးရမှာသုံးတဲ့ရှားပါးသတ္တုတွေရှာရခက်မဲ့အကြောင်းပူပန်နေချိန်လူကျင်အန်းကချက်ချင်းပဲအဖိုးဟဲအတွက်အကောင်းဆုံးလက်နက်ဖန်တီးတဲ့အခန်းကိုတိစောက်ပေးဖို့အမိန့်ပေးလိုက်ပါတယ်။ဒါ့အပြင်ဘီလီယံနဲ့ချီတန်ကြေးရှိတဲ့ရှားပါးပစ္စည်းတွေကိုလည်းလိုတလောက်သုံးဖို့ခွင့်ပြုပေးလိုက်တာကြောင့်အဖိုးဟဲတယောက်အရန်ကိုဝမ်းသာသွားပါတယ်။အဖိုးဟဲကသူ့သမီးကိုစောစောစီးစီးဆုံးရှုံးခဲ့ရတာဖြစ်လို့ဇီရွှမ်းနဲ့မြောင်မြောင်တို့ကိုမြေးလေးတွေလိုချစ်ခင်နေတာပါ။ဒါကြောင့်ကလေးတွေအတွက်လိုအပ်တဲ့မော်လက်နက်မှန်သမျှကိုအခမဲ့ဖန်တီးပေးမယ်လို့ကတိပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဇီရွှမ်းကသူမရဲ့တိုင်းပညာအဆင့်တက်သွားပြီဖြစ်ကြောင်းဝမ်းသာအားရဝင်ပြောပါတော့တယ်။ဇီရွှမ်းကဖခင်ဖြစ်သူဖန်တီးပေးထားတဲ့နတ်ဖျားဓာပြန်ကိုထုတ်ပြလိုက်တဲ့အခါအားလုံးအံ့ဩမင်တက်သွားကြပါတယ်။ဓာရဲ့သွာလာလှုပ်ရှားမှုနဲ့အပြစ်နာအစာကင်းတဲ့ပုံစံကတကယ့်ကိုပြည့်စုံနေတာပါ။မြောင်မြောင်ကလည်းသူမရဲ့ရင်ထိုးလေးကိုပြပြီးအဲ့ဒီရင်ထိုးလေးကကိုပြောင်းနိုင်တယ်လို့အရွယ်စားလဲအမျိုးမျိုးပြောင်းလဲနိုင်ပြီးအရှိန်ဝါကနတ်ဖျားဓာတစ်လက်နဲ့တန်းတူပါပဲ။ဒါတွေကိုမြင်လိုက်ရတဲ့ယွင်ရီနဲ့အဖိုးဟဲတို့ဟာလူကျင်အန်းရဲ့အတိုင်းစောမသိနိုင်တဲ့စွမ်းအားနဲ့နောက်ခံအင်အားကိုတွေးပြီးကြက်တိထက်သွားကြပါတယ်။လူကျင်အန်းကဒီနတ်ဖျားလက်နက်ကငါသမီးနဲ့မထိုက်တန်သေးဘူးလို့ပြောခဲ့ပါတယ်။ယွင်ရီကဒါကိုကြားတော့သူမရဲ့အမဧကရီနဲ့နှမ်းရှင်တွေရောမိသွားပါတယ်။အကယ်၍သာသူမရဲ့အမဆိုရင်ဒီလောက်တန်ဖိုးကြီးတဲ့လက်နက်ကိုကလေးတစ်ယောက်စီဘယ်တော့မှပေးမှာမဟုတ်ပါဘူး။ဧကရီရဲ့အမြင်မှာတော့ဒီလိုလက်နက်မျိုးဟာကဘာကြီးကိုချင်းချောက်ဖို့နဲ့သူမရဲ့အာဏာကိုခိုင်မာအောင်လုပ်ဖို့နိုင်ငံရေးအသုံးချစရာတသက်တာဖြစ်နေမှာပါလူကျင်အန်းကတော့သမီးတွေကိုလက်နက်တွေထက်ပိုတန်ဖိုးထားကြောင်းတက်တည်ပြလိုက်တာပဲဖြစ်ပါတယ်အဲ့ဒီအချက်အိမ်မှာယွင်ရီစီကိုအဝေးကနေဆက်သွယ်မှုတစ်ခုဝင်လာပါတယ်ရှောင်းဝေဆိုသူကသူ့ရဲ့တိုင်းပညာသုံးဆင့်ကိုအောင်မြင်သွားပြီဖြစ်ကြောင်းဝမ်းသာအားရလမ်းကြွားတာပါဒါပေမဲ့ဇီရွှမ်းကတော့သုံးဆင့်လောက်နဲ့များဘာလို့ရမှာလဲငါကအဆင့်ကြီးတစ်ခုလုံးကိုတောင်ကြော်ဖြတ်ပြီးသွားပြီးနေ့ရက်ဓာတ်ကလည်းငါဓာတ်ကိုဘလို့မှမရှင်းနိုင်ဘူးဆိုပြီးပြန်ပိတ်ဟောက်လိုက်ပါတယ်တစ်ဖက်ကမယုံတဲ့အခါလူကျင်အန်းကိုယ်တိုင်ကစီရွှမ်းပြောတာအမှန်ပဲဖြစ်ကြောင်းဝင်ရောက်အတည်ပြုပေးလိုက်ပါတော့တယ်။ယွင်ရီကလူကျင်အန်းကိုသူမရဲ့အမတ်နဲ့အကိုဖြစ်သူတို့ကျူးလွန်ခဲ့တဲ့အမားတွေအတွက်ကိုစားတောင်းပန်ပါလိုက်တော့လူကျင်အန်းကသူတို့ပဲမင်းကမင်းပဲမင်းကသူတို့ကိုစားတောင်းပန်စရာမလိုပါဘူးလို့ပြောပါတယ်။ဒါပေမဲ့ယွင်ရီကအလေးနဲ့တောင်းပန်နေတဲ့အတွက်လူကျင်အန်းကစီကံချက်တစ်ခုတောင်းဆိုလိုက်ပါတယ်အဲ့ဒါကတော့ယွင်ရီကိုနတ်ဆိုးလောကမှာပဲအပြီးနေလူလောကကိုပြန်မသွားနဲ့ဆိုတာပါပဲယွင်ရီကအတိတ်ကအမုန်းတရားတွေကိုတကယ်ခွင့်လွတ်ပေးမယ်ဆိုရင်နေပါမယ်လို့တွေဝေစွာနဲ့သဘောတူလိုက်ပါတယ်ဒီခါကျမှလူချင်းအန်းကရေမောရင်ငါကနောက်ရတာပါမင်းတောင်းပန်တာကိုလက်ခံပါတယ်ဒါကမင်းအမတွေနဲ့ဘာမှမဆိုင်ပါဘူးလို့ပြောရင်ယွင်ရီရဲ့စိတ်ထောင်းကိုကြည်ဖြစ်နေမှုကိုဖြေလျှော့ပေးလိုက်ပါတော့တယ်